ဘာကြီးအောင်ဒီအယုတ်လေးကဘသူ့အတွက်လဲဟင်ငါတူလိုချင်လို့လားပတ်စံတစ်ကြက်ယူလာခဲ့ရင်ဘာကြီးပေးမယ်တကယ်လားဘာကြီးနောက်မှမညာအောင်နော်မညာပါဘူးကွာမုံတွေကစားကျင်စရာပဲဒါပေမဲ့ငါမစားဘူးအယုတ်လေးဝယ်ဖို့ပတ်စံစုရမယ်ဟဲ့ကောင်မောင်တို့ငါတို့လည်းပြေးတန်းကစားမယ်လေကွာမစော့တော့ပါဘူးကွာတယောက်တည်းပဲစော့တော့မယ်48 49 50ပြည့်ပြီကွာတပည့်တော့အယုတ်လေးရပါစေဖေ။ဘာမှဖြစ်ဘူးငါအယုတ်လေးစီရောက်တော့မယ်ဒီအယုတ်ပုတ်လေးကတော်တော်မိုက်တာပဲငါကြိုက်တယ်ငါယူမယ်ငါယူမယ်ငါအယုတ်ပုတ်လေးသူ့မှာကတနက်ကြီးနဲ့မောင်တို့ဘာမှဝမ်းနေမနေနဲ့ဝမ်းနေလဲဘာမှမရအောင်နော်ဘာကြီးအောင်ရေဘာကြီးအောင်အိမ်ကပြန်လာပြီးတဲ့ကမောင်တို့ကရေလဲမတော့ထမင်းလဲမစားတော့ဘူးမောင်တို့ခမထမင်းမစားရေလဲမတော့တာတော်တော်ကြာနေပြီဘယ်လိုလုပ်ရမလဲဘာကြီးအောင်ဒီပတ်စံလေးကိုဖျားမှလှူပေးပါနော်ညာတယ်ကြီးအောင်ညာတယ်ငါကြောက်များဖြစ်သွားသလား